အခု AI နေပလူပြန်နေတဲ့ခေတ်မှာ critical thinking မရှိရင်ဘာဖြစ်သွားမယ်လို့ထင်လဲ AI ကလူတွေကိုဘာတွေဘလို့အကျိုးပြုနေလဲဘာတွေအလုပ်လုပ်ပေးနေလဲဆိုတော့ထွေထူးထူးပြောမနေတော့ဒါပေမဲ့အခုကြောက်စရာကောင်းတာတစ်ခုကဘာလဲဆိုရင်ကိုယ့်ရဲ့တွေးပိုင်ခွင့်တွေကို AI စီလွှဲပြီးလိုက်ရတာပဲကျွန်တော်တို့အတိတ်ကကျောင်းစာသင်စနစ်တွေမှာအလွတ်ကြက်ခဲ့ရတဲ့ပညာရေးကြောင့်ကျွန်တော်တို့ critical thinking တွေပျောက်ဆုံးခဲ့ရပြီးပြီအခု AI ခေတ်မှာ critical thinking မရှိဘူးဆိုရင်တော့အလိုလိုသူများခိုင်းတာသူများပြောတာသူများစေတာကိုပဲယုံကြည်ရမယ့်လူမျိုးဖြစ်သွားပါလိမ့်မယ်ဆိုရင်ကိုကနီးပညာခေတ်မှာကြားအလဲကဖားတငယ်လိုပဲကြောင်တောင်တောင်ဖြစ်သွားရလိမ့်မယ်လူတကာရဲ့အုံနောက်ဖောက်စားခြင်းကိုခံနေရလိမ့်မယ်Jock Clayson ရေးခဲ့တဲ့ The Richest Man in Babylon စာအုပ်ထဲမှာလည်းတမိုးရှိရဲ့ဥပဒေတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုရင်ဥစ္စာတဏဆိုတာကမတိနားမလဲတဲ့သူတွေစီကနေအတိပညာရှိတဲ့သူစီကိုအမြဲစီးဆင်းနေတယ်တဲ့AI ဆိုတာကသတင်းအချက်လက်တွေကိုအကန့်အသတ်မရှိပေးနိုင်တဲ့နည်းပညာတစ်ခုပါပဲဒါပေမဲ့သတင်းအချက်လက်ရဲ့အတုအမှန်နဲ့တန်ဖိုးနဲ့အရေးအသွေး quality ကိုဆုံးဖြတ်ရမှာကကျွန်တော်တို့လူတွေရဲ့စီစစ်တွေးခေါ်မှု critical thinking ပဲဖြစ်ပါတယ်လူတွေက AI ကိုအသုံးချပြီးတော့ cognitive bias လို့ခေါ်တဲ့ကိုလိုချင်တာကိုဖြစ်ချင်တာကိုဆိုလိုချင်တာကိုပဲရေးသားတဲ့ content တွေကိုဘက်ကိုပဲဆွဲဆောင်တဲ့ content တွေကကျွန်တော်တို့နေ့တတူပါမြင်နေကြရပါပြီအဲ့ဒီခါမှာအမှားအမှန်ခွဲခြားဆုံးဖြတ်သုံးသပ်နိုင်ဖို့ကတိတ်ကိုအရေးကြီးလာပါပြီဒီနေရာမှာ critical thinking မရှိတဲ့သူတယောက်အတွက်တော့တိတ်အန္တရာယ်ရှိနေပါတယ်အ ਨੇ ဆုံးတော့ဘယ်အရာကိုမဆိုမယုံကြည်မိခင်အရင်သုံးသပ်ကြဖို့ကျွန်တော်တို့အရေးကြီးလာပါပြီမြတ်စွာဘုရားလိုပုဂ္ဂိုလ်မျိုးတော်မှဘာပြောထားလဲဆိုရင်ငါဘုရားပြောယုံဖြင့်မယုံပါနဲ့ဆရာစင်ဆက်ပြောလာသည်ဆိုယုံဖြင့်မယုံပါနဲ့လူကြိုက်များစာအုပ်ထဲပါသည်ဆိုယုံဖြင့်လည်းမယုံပါနဲ့မိမိကိုယ်တိုင်ပညာဖြင့်ဝေဖန်ပိုင်းခြားစမ်းစစ်ပြီးမှတဘာဝကျအကျိုးရှိမှသာလက်ခံကျင့်သုံးပါတဲ့ဒါကသမိုင်းမှာအကြီးမားဆုံးသော critical thinking နဲ့ပတ်သက်တဲ့သင်ခန်းစာတစ်ခုပါပဲ AI ကအချက်လက်တန်ပေါင်းများစွာကိုစက္ကန့်ပိုင်းအတွင်းရှာပေးနိုင်ပေမဲ့အဲ့ဒီအချက်လက်တွေတဲကဘာကအမှန်တကယ်တဘာဝကျပြီးအကျိုးရှိလဲဆိုတာကိုစမ်းစစ်ဖို့ကကိုတောင်းမယ်ဖြစ်ပါတယ်ဒေဂနာဂျီကလည်းပြောဘူးတယ်ကမ္ဘာပေါ်မှာလူအများဆုံးအကြောက်ဆုံးအရာဟာစံမိုးပဲကြမှာမဟုတ်ဘူးမိမိကိုယ်ပိုင်အုံနောက်နဲ့မတွေးနိုင်ပဲသူများအလိုကျလိုက်လုပ်နေရချင်းပဲတဲ့ AI ကမှာကိုယ်ပိုင်တွေးခေါ်မှုမရှိသူများခိုင်းဘက်ဤပညာရဲ့ခိုင်းဘက်ပဲဖြစ်ကြံခဲ့ပါလိမ့်မယ်ဒါဆိုရင် AI ခေတ်မှာဒူးမထုတ်ပဲထက်ထန်ကြက်ကြက်ရှင်သန်မှု critical thinking ကိုကျွန်တော်တို့ဘယ်လိုလေ့ကျင့်မလဲအဲ့တော့နံပါတ်1မေးခွန်းနဲ့မေးပါ question is everything ပဲ AI ကပေးတဲ့အဖြေကိုတိုက်ရိုက်မယူပါနဲ့ဒီအချက်လက်အမှန်တရားကဘာလဲဒါရဲ့နောက်ွယ်ကအကန့်အသတ်တွေကဘာတွေလဲဆိုတဲ့မေးခွန်းတွေကိုအမြဲမေးပြီးပါတနနဲ့ဥစ္စာစွမ်းအင်ကိုတိဆောက်ပါ master the toolsတနနဲ့စွမ်းအားကိုတိဆောက်ပါ master the tools a rich dad poor dad ထဲက Robert Kiyosaki ပြောသလိုပဲစင်ရသားတွေကနီးပညာနဲ့ကရိယာကိုကြောက်တယ်ဒါပေမဲ့တတိတကြွေတွေကတော့အဲ့ဒီကရိယာတွေကိုစနစ်တကျအသုံးချပြီးအလို့လို့ခိုင်းကြတယ် AI ကိုမကြောက်ပါနဲ့ AI ရဲ့သခင်ဖြစ်အောင်ကိုယ်ပိုင်အုံနောက်နဲ့အမိန့်ပေးကုတ်ခဲ့ပါအမှားနဲ့အမှန်ကိုပိုင်းခြားနိုင်တဲ့စာဖတ်ခြင်းနဲ့လေ့လာခြင်းကိုလုံးဝမစွန့်လွတ်ပါနဲ့ AI ထွက်လာလို့စာမဖတ်တော့ဘူးဆိုရင်သင်ရဲ့တွေးခေါ်မှုကြွက်သားတွေပေဆုံးသွားပါလိမ့်မယ်စာအုပ်ကောင်းတွေရှာဖတ်ပါသမိုင်းနဲ့စိတ်ပညာကိုဆက်လက်လေ့လာပါ AI ဆိုတာအစွမ်းထက်တဲ့ဓာတ်တစ်ချောင်းနဲ့တူတယ်အဲ့တော့ပါနေတဲ့သူသုံးတတ်တဲ့သူအသုံးချတတ်တဲ့သူအတွက်ကတော့ဟင်းချက်ဖို့ကောင်းတဲ့ကိရိယာတစ်ခုဖြစ်နိုင်တယ်လို့မသိနားမလဲတဲ့သူမသိကျွမ်းတဲ့သူတွေအတွက်ကတော့ကိုယ်ပြန်ရှာမိနိုင်တဲ့အန္တရာယ်ဖြစ်စေနိုင်တဲ့ဓာတ်တစ်ချောင်းဖြစ်သွားစေနိုင်ပါတယ်ဒါကြောင့်နီးပညာရဲ့ဝါမျိုးချင်းကိုမခံရအောင် critical thinking ကိုလေ့လာပါကြားလေကဖားတငယ်မဖြစ်ရအောင်စစ်စစ်တွေးခေါ်သူတယောက်ဖြစ်နိုင်အောင်ကြိုးစားကြဖို့တိုက်တွန်းလိုပါတယ်ခင်ဗျာ